တော့မရတော့ညကိုသူ့ပဲတော့နေနေကိုဒီဘက်ကအရင်ထားလို့ညဟိုဟာတော့အနည်းကိုတင်တောင်းလိုက်တော့အဲ့လိုပေါ်ပြန်ချင်းလိုက်ပါလေချင်းနေနေချင်းနေတယ်ချင်းနေတယ်ဟောပြောချင်းနေတယ်ဆလာချင်းလာသူလည်းအောက်မှာအားကုန်ပြနေလို့ပြောတာလေဖြစ်နေပြီဒီကလေးကျန်းမာပေါ်နေတယ်လေဒီနေ့တိုင်းကျန်းမာပေါ်နေတယ်အဝတ်မစားနေ့9နာရီဝန်းကျင်ဖြစ်ပါတယ်မနေ့9နာရီဝန်းကျင်ဖြစ်ပါတယ်အားဝင်နေတဲ့အနေထားလေးပါဒါ99ရာခိုင်နှုန်း10 point 7 point ကျော်အမ်ပီယာနဲ့အားသွင်းနေပါတယ်ချက်ချင်း9နာရီ6မိနစ်ဖြစ်ပါတယ်အားဝင်နေတဲ့အချိန်လေးပါဒါတော့ Evitosa နဲ့ Growet vibration 630 Jinko Solar 4ချက်နဲ့ Mono Anti 990 8ချက်ဖြစ်ပါတယ်6kV တဲကြီး Evitosa 300AH 51.2 ဖို့ဖြစ်ပါတယ်